မင်္ဂလာပါ Microsoft Word မှာစာရေးလို့ရှိရင်မဖြစ်မနေအသုံးပြုရတဲ့ alignment လေးတွေနဲ့ indentation လေးတွေအကြောင်းကိုပြောပြပေးပါမယ် alignment ကကြတော့၄ခုရှိပါတယ်ဒါကကြတော့ left လို့ခေါ်ပါတယ်ဘာလို့လဲဆိုတော့ဒီစာပိုက်လေးတွေကိုဘက်ဘက်မှာအညီထားပြီးတော့ညာဘက်ကိုမညီဘူးဒါမျိုးထားမယ်ဆိုလို့ရှိရင် alignment left ကိုသုံးပါတယ်ဒါကကြတော့ center လို့ခေါ်ပါတယ်သူကခေါင်းစဉ်ရေးမယ်ဆိုလို့ရှိရင်စာမျက်နှာရဲ့အလယ်လေးမှာရေးချင်တယ်ဆိုလို့ရှိရင်ဒီ center ကိုသုံးပါမယ်ဒါကတော့စာပိုက်တစ်ပိုက်ကိုရေးလိုက်တယ်ပြီးတော့စာရေးသူရဲ့နာမည်ကိုစာမျက်နှာရဲ့ညာဘက်ချမ်းလေးမှာထည့်ခြင်းနဲ့ဆိုလိုတာကတော့ဒီစာကိုညာဘက်ချမ်းမှာကပ်ရေးခြင်းနဲ့ဆိုလို့ရှိရင်เนาะ alignment right ကိုသုံးပါတယ်ဒါကကြတော့ justify မှာသူကစာပိုက်လေးတွေရေးမယ်ဆိုလို့ရှိရင်နှစ်ဖက်အညီရေးခြင်းနဲ့ဆိုလို့ရှိရင်ဒီ justify နဲ့သုံးပါမယ်အခုဒီခေါင်းစဉ်လေးကိုစာမျက်နှာရဲ့အလယ်မှာထားမယ်ဆိုလို့ရှိရင်သူ့ထဲမှာကာစာချထားရပါမယ်အခုလက်ရှိသုံးထားတာလေးကတော့ဒီမှာအယောင်တောင်းနေတဲ့ alignment left လေးကိုသုံးထားတာပါဒါဆိုသူလည်းသူ့ထောက်ကြည့်လိုက်လို့ရှိရင် alignment left လို့ပါပါတယ်ဒီစာကြောင်းလေးကိုအလယ်မှာထားမယ်ဆိုလို့ရှိရင်တော့ alignment center ကိုသုံးလိုက်ပါမယ်ဒါဆိုခေါင်းစဉ်ကအလယ်မှာရောက်တော့ပါပြီပြီးတော့ကကြတော့ဒီစာပိုက်လေးကိုနှစ်ဖက်အညီသုံးခြင်းနဲ့ဆိုလို့ရှိရင်တော့နောက်ဆုံးတစ်ခုဖြစ်တဲ့ justify လေးကိုသုံးလိုက်ပါမယ်ဒါဆိုဒီမှာနှစ်ဖက်လုံးညီသွားပါပြီအဲဆိုဒီဟာလေးကိုညာဘက်ချမ်းလေးမှာသုံးခြင်းနဲ့ဆိုလို့ရှိရင်သူ့ထက်မှာကောက်ဆက်ချမယ် alignment ကို right ချိန်လိုက်ပါမယ်ဒါဆိုရသွားပါပြီပြီးတော့ဒီမှာစာပိုက်ဆိုလို့ရှိရင်ပထမဆုံးတစ်ကြောင်းလေးကိုဒီထဲကိုတလက်မှတ်လောက်ဝင်ခြင်းနဲ့ဆိုလို့ရှိရင်ဝင်လို့ရပါတယ်ပြီးတော့အခုဆိုလို့ရှိရင်စာပိုက်ကဘေးမြင်းနဲ့ခက်ပြီးတော့ထပ်ထားတယ်အဲ့ဒါကိုမကက်ချင်ဘူးဘေးမြင်းနဲ့တလက်မှတ်လောက်ခွာခြင်းနဲ့ပြီးတော့ဒီစာမျက်နှာရဲ့ညာဘက်ချက်မှာလည်းဘေးမြင်းနဲ့တလက်မလောက်ခွာခြင်းနဲ့ဆိုခွာလို့ရပါတယ်။သုံးခြင်းနဲ့စာသားလေးထဲမှာတော့ကာစာရှိနေရပါမယ်။ဒါတော့ indentation တုံးလေးတွေသုံးလိုက်ပါပါ။ဒီမှာဆိုလို့ရှိရင် indentation တုံးလေးတွေကဒီပေတံလေးပေါ်မှာရှိပါတယ်။အဲ့မှာစာပိုက်ရဲ့ဘက်ဘက်ချမ်းတစ်ခုလုံးကိုတလက်မလောက်ရှိခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီအောက်ဆုံးက4000တုံးလေးကိုသွားပြီးတော့ pointer လေးတင်လိုက်ပါမယ်။ဒါဆို left indent လို့ခေါ်ပါတယ်။အဲဒါသူ့ကိုကလစ်တစ်ချက်နှိပ်ပြီးတော့မှဒီတလက်မ1ထိရွှေ့လိုက်ပါမယ်ဒါဆိုရင်ဘေးမြင်းနဲ့စာသားချမ်းမှာတလက်မချသွားပါပြီညာဘက်ချမ်းကိုထိုးတူပဲရွှေ့ပါမယ်သူ့ပေါ်ထားကြည့်လိုက်မယ်ဆိုလို့ရှိရင် right enter လို့ပေါ်ပါတယ်တလက်မရွှေ့လိုက်ပါမယ်ဒါဆိုညာဘက်ချမ်းမှာလည်းဘေးမြင်းနဲ့စာသားချမ်းမှာတလက်မချသွားပါပြီပထမဆုံးတစ်ကြောင်းလေးကိုအထဲကိုတလက်မလောက်ရှိကျင်နေဆိုလို့ရှိရင်တော့ဒီအပေါ်ဆုံးတုံးလေးဖြစ်တဲ့ first line indent ဆိုတာလေးရှိပါတယ်ကလစ်တစ်ချက်နှိပ်ပြီးတော့ရွှေ့လိုက်ပါမယ်ဒါဆိုလို့ရှိရင်ပထမဆုံးတစ်ချောင်းလေးကဒီဘက်ထဲကိုဝင်တလက်မဝင်သွားပါပြီအဲဆိုဒီမှာစာပိုက်လေးရသွားပါပြီတကယ်လို့ဒီ indentation တုံးတွေပြင်ထားတဲ့ဟာတွေကိုဖြုတ်ရှင်နေဆိုလို့ရှိရင်တော့ဖြုတ်ရှင်တဲ့စာပိုက်ထဲမှာကာဆက်ချက်ထားပါမယ် control နဲ့ Q နဲ့တွဲပြီးတော့နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်အလွယ်တကူဖြုတ်ပြီးသားဖြစ်သွားပါပြီခုနအတိုင်းပြန်ထားမယ်ဆိုလို့ရှိရင်တော့ control Z ကိုနှိပ်လိုက်ပါဒါဆိုပြင်ထားတဲ့အတိုင်းလေးပဲရသွားပါပြီအဲ့ဒါပြီးလို့ရှိရင်တော့ဒီမှာ paragraph ရေးလို့ရှိရင်ဒီစာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းကြားထဲမှာဆိုလို့ရှိရင် spacing လေးတွေချလို့ရပါတယ်ခုတိုင်းဆိုသုံးထားတာက 1.15 ကိုသုံးထားတာပါဒီစာရေးတဲ့ကမှာဆိုရှင်ဒီတစ်ကြောင်းနဲ့တစ်ကြောင်းကြားအကွာအဝေးလေးကိုခေါ်တာပါပြင်မယ်ဆိုလို့ရှိရင်တော့ဒီစာပိုက်လေးထဲမှာကာဆက်ချက်ထားရပါမယ် line spacing down arrow နှိပ်ပါမယ်သူတက်နည်းနည်းချုံကျင်နေဆိုလို့ရှိရင်တော့ 1.0 ကိုသုံးလိုက်ပါဒါမှမဟုတ်ဆိုလို့ရှိရင်တော့ 1.15 1.5 ပြီးတော့2ပြီးတော့2.5 3စသည်အပြင်ဒီလိုမျိုးသုံးလို့ရပါတယ်ပြီးတော့ဒီမှာဆိုလို့ 1.15 ပဲပြန်ထားမယ်ဆိုလဲပြန်ထားလိုက်လို့ရပါတယ်